မြန်မာသမိုင်းကြောင်းထဲမှာတေလွန်ပြီးတာတော့မင်းမှုတော်ထမ်းဆောင်ခဲ့တဲ့တဆေစစ်သူကြီးတယောက်ရှိခဲ့ဖူးပါတယ်။အဲ့ဒီတဆေစစ်သူကြီးကိုဘရင်မင်းကြီးကိုတိုင်ကဇဝနာယခကြောက်ခေါင်ဘွဲ့အမည်ရှိမြင့်ခဲ့ပြီးအမှုတော်ထမ်းဆောင်စေခဲ့ပါတယ်။နိုင်ငံတိုင်းလူမျိုးတိုင်းမှာဖျောက်ဖျက်မစ်ပြလို့မရတဲ့သမိုင်းယဉ်ကျေးမှုအမွေနှစ်တွေရိုးရာဓလေ့ထုံးတမ်းတွေနဲ့ဒန္တာဟီလာပုံပြင်ရာဇဝင်ကိုစီရှိကြပါတယ်။အဲ့ဒီလိုပဲမြန်မာသမိုင်းထဲမှာလည်းတေလွန်ပြီးတာတော့တဆေဘွားနဲ့ဘရင်အပတော်မြဲခါစားကမင်းမှုတော်ထမ်းဆောင်ခဲ့တဲ့တဆေစစ်သူကြီးတယောက်ရဲ့အကြောင်းကလည်းတဘာဝလွန်ဖြစ်ရဆန်တစ်ခုအနေနဲ့ထူးထူးဆန်းဆန်းနဲ့စိတ်ဝင်စားဖွယ်ကောင်းနေခဲ့ပါတယ်။ဒီနေ့မှာတော့တေလွန်ပြီးတာတော့တဆေဘွားနဲ့မင်းမှုတော်ထမ်းဆောင်ခဲ့တဲ့မြန်မာသမိုင်းကြောင်းထဲကတဆေစစ်သူကြီးတယောက်ရဲ့အကြောင်းကိုဘ ഹു တုတဖြစ်ဖွယ်တင်ဆက်ပေးသွားမှာပါ။ကျွန်တော်ကတော့နေမျိုးပဲဖြစ်ပါတယ်။တက္ကရီ1123ခုနှစ်မှာနန်းတက်လာခဲ့တဲ့နောက်တော်ကြီးမင်းလက်ထက်မှာယူရီးယားနေဇင်းမေကိုချီတက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီစစ်ပွဲမှာအပြာဂါမဏိနေမျိုးလက်ဝဲကြော်ခေါင်နေမျိုးလက်ရကြော်ခေါင်စတဲ့စစ်တင်နံပတိကြီးတွေကဥဆောင်ပြီးမြင်းတပ်အင်အား950စစ်တင်အင်အား9500တို့နဲ့ချီတက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအထဲမှာငပက်ချောက်ဘူဥဒိန်ကြော်ခေါင်ရဲ့တက်လေပါဝင်ခဲ့ပါတယ်။အဲ့ဒီစစ်သူကြီးဥဒိန်ကြော်ခေါင်ဟာတိုက်ပွဲအတွင်းမှာကြာဆုံးပြီးစစ်ပွဲအတွင်းကသူ့ရဲ့တာဝန်ကိုဆွဲလန်းစိတ်နဲ့မကြွမလွတ်တဲ့တဆေအဖြစ်ကိုရောက်ရှိသွားခဲ့တယ်လို့ဖတ်မှတ်ရပါတယ်။တဆေဖြစ်လာခဲ့တဲ့ဥဒိန်ကျော်ခေါင်ဟာနန်းတော်ကိုရောက်ရှိလာခဲ့ပြီးညအချိန်နောက်တော်ကြီးမင်းဆက်တော်ကိုအိတ်ဆက်နေတဲ့အချိန်နောက်တော်ကြီးမင်းရဲ့ခြေထောက်ကိုလှုံနှိုးပြီးကျွန်တော်မျိုးဟာငပတ်ချောက်ဖို့ဥဒိန်ကျော်ခေါင်ဖြစ်ပြီးဇင်းမဲ့တိုက်ပွဲအတွင်းမှာကြာဆုံးခဲ့ကြောင်းယခုတဆေဘွားကိုရောက်ရှိနေပေမဲ့အရှင်နောက်တော်ကြီးမင်းအပမှခါစားပြီးတဆေဘွားနဲ့ဆက်လက်အမှုတော်ထမ်းဆောင်လိုကြောင်းအရှင်မင်းကြီးလိုရာစေခိုင်းနိုင်ကြောင်းကိုအမှုတော်ထမ်းဆောင်ခွင့်ရရှိဖို့အတန်ပေးကရှောက်တင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှပဲနောက်တော်ကြီးမင်းကလည်းနန်းတော်လက်တာဆောင်မှာအဆောက်အအုံအဖြစ်အမှုတော်ထမ်းဆောင်စေဖို့အမိန့်တော်ချမှတ်ပေးခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့မုတ်တမမြို့မှာရှိနေတဲ့မြမကင်းတပ်တွေဟာယူရီးယားတပ်တွေရဲ့လာရောက်တိုက်ခိုက်ခြင်းကိုခံခဲ့ရတယ်ဆိုပြီးနောက်တော်ကြီးမင်းထံသတင်းရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီအချိန်နောက်တော်ကြီးမင်းဟာငရှုံးနဲ့ငတာအမည်ရှိတဲ့မြင်းစစ်သည်နှစ်ယောက်ကိုတောင်ငူဘက်ကနေတဆင့်မုတ်တမကိုတွားရောက်စုံစမ်းဖို့စေလွှတ်ခဲ့ပါတယ်။မုတ်တမမျိုးကိုတွားရောက်စုံစမ်းနေတဲ့မြင်းစစ်သည်နှစ်ယောက်ဟာရဲအတော်ကြတဲ့အထိပြန်ရောက်မလာတာကြောင့်နောက်တော်ကြီးမင်းကစိတ်ပူပြီးတဆေစစ်သူကြီးဥဒိန်ကျော်ခေါကိုမုတ်တမမျိုးနဲ့ကင်းထောက်စေလွှတ်ထားတဲ့မြင်းစစ်သည်နှစ်ယောက်အကြောင်းကိုစုံစမ်းဖို့စေလွှတ်ခဲ့ပါတယ်။တဆေစစ်သူကြီးလည်းမုတ်တမမျိုးနဲ့မြင်းစစ်သည်နှစ်ယောက်တို့ကိုတွားရောက်စုံစမ်းခဲ့ပြီးနေရှင်းပြန်လဲရောက်ရှိလာခဲ့ပါတယ်။ဘရင်ကမင်းမြန်တဲ့အခါမုတ်တမကိုယူရီးယားတပ်တွေလာရောက်တိုက်ခိုက်တာဟာမဟုတ်မမှန်ကြောင်းကင်းတက်မှလည်းပုံမှန်အတိုင်းရှိနေပြီးအရှင်မင်းကြီးရဲ့ဘုန်းတော်ကြောင့်မုတ်တမမျိုးဟာအေရှန်တာယာလျက်ရှိနေကြောင်းအတန်ပေးကရှောက်တင်ခဲ့ပါတယ်။မုတ်တမမျိုးအထိတွားရောက်စုံစမ်းကနေရှင်းပြန်လဲရောက်ရှိလာခဲ့တဲ့တဆေစစ်သူကြီးကိုမယုံကြည်တာကြောင့်ထပ်မေးတဲ့အခါအရှင်မင်းကြီးစေလွှတ်ထားတဲ့မြင်းစစ်သည်နှစ်ယောက်ကိုတောင်ငူမြို့ခပောင်းချောင်းအနီးကတစ်ပင်အောက်မှာစခန်းချရနာနေတာကိုတွေ့ရှိခဲ့ရပြီးတစ်ကိုက်ကိုချိုးပြပြီးတော့တစ်ပင်ကိုလှုပ်ရမ်းက6လမ်းပြခဲ့ကြောင်းရှောက်တင်ခဲ့ပါတယ်။အဲ့လိုနဲ့ခဏကြာတော့ကင်းထောက်မြင်းစစ်သည်နှစ်ယောက်ဟာရောက်ရှိလာခဲ့ပြီးမုတ်တမမျိုးကိုယူရီးယားတွေလာရောက်တိုက်ခိုက်ခြင်းမရှိကြောင်းနဲ့ခပောင်းချောင်းအနီးတစ်ပင်ကတစ်ကိုက်ကျိုးကြပြီးလင်းမတိုက်ဘဲနဲ့တစ်ပင်လှုပ်ရမ်းပြီး6လမ်းခံခဲ့ရကြောင်းကို6တင်တဲ့အခါနောက်တော်ကြီးမင်းလည်းတဆေစစ်သူကြီးကိုယုံကြည်ခဲ့ပါတယ်။အဲ့ဒီအချိန်တဆေဥဒိန်ကျော်ခေါကသူ့ကိုဘွဲအမည်တစ်ခုပေးသနာဖို့နောက်တော်ကြီးမင်းကိုရှောက်တင်ခဲ့ပါတယ်။နောက်တော်ကြီးမင်းကလည်းဘွဲအမည်ကိုလက်ခံဖို့ကိုတင်ပြခိုင်ခဲ့ပါတယ်။အဲ့ဒီအခါဥဒိန်ကျော်ခေါကကျွန်တော်မျိုးရဲ့တဆေဘဝရုပ်ရည်အသွင်ပြင်ဟာကြောင်းမဲ့ဖွယ်ကောင်းလွန်လှတာကြောင့်အရှင်မင်းကြီးကိုမပြတ်သားဝင့်ပါလို့ရှောက်တင်ခဲ့ပြီးတခြားသောမူးမဲတွေနဲ့စစ်သည်တွေကယုံကြည်စေဖို့ရာအရှင်မင်းကြီးပေးသနာတဲ့ဘွဲအမည်ပါရွှေပေစာကိုလေတာဆောက်ထုတ်လျှောက်ကြားမှာတွားထားပြပါမယ်လို့ရှောက်တင်ခဲ့ပါတယ်။အဲ့ဒီအချိန်နောက်တော်ကြီးမင်းကဇဝနာယခကြောက်ခေါလို့ဘွဲအမည်ရေးထားတဲ့ရွှေပြားကိုကလပ်ပေါ်မှာတင်ထားစေခဲ့ပါတယ်။အဲ့ဒီအချိန်ဘွဲအမည်ပါတဲ့ရွှေပြားဟာသူ့အလိုလိုရွေသွားပြီးလေတာဆောက်ထုတ်လျှောက်ကြားမှာတက်ရှိတ်နေတာကိုမြင်တွေ့ရတဲ့အခါနန်းတွင်ကမူးမဲစစ်သည်တို့ဟာကြောက်ရွံ့ထိတ်လန့်ခဲ့ကြကြောင်းသိရှိရပါတယ်။ဒီလိုနဲ့ဇဝနာယခကြောက်ခေါဘွဲခံတဆေစစ်သူကြီးဟာနောက်တော်ကြီးမင်းထံမှတဆေဘွားကကြွက်လက်တဲ့အထိအမှုတော်ထမ်းဆောင်ခဲ့ကစစ်ပွဲတွေမှာပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ဟုတ်ပါတယ်။ဒါကတော့ကုန်းပေါင်မင်းဆက်ရဲ့ဒုတိယမြောက်မင်းဆက်ဖြစ်တဲ့နောက်တော်ကြီးမင်းလက်ထက်မှာတည်ဆုံပြီးတာတော့တဆေဘွားနဲ့အမှုတော်ထမ်းဆောင်ခဲ့တဲ့တဆေစစ်သူကြီးတယောက်ရဲ့အကြောင်းကိုဘ ഹു တုတဖြစ်ဖွယ်တင်ဆက်ပေးခဲ့တာပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ပါ။